ဒီမိန်းကလေးဟာသူမရဲ့မွေးနေ့ကိုအမေဖြစ်သူရဲ့ကူပေးမှန်စီတွားရောက်ပြီးဂုဏ်ပြုလေးရှိပါတယ်ပြီးတော့သူမဟာမွေးနေ့အတွက်တခြင်းတစ်ပုဒ်ကိုလည်းဖွင့်ပြခဲ့ပါသေးတယ်တကယ်တော့ဒီမိန်းကလေးမှာတေးဆုံးသွားပြီးတဲ့နောက်အမေဖြစ်သူရဲ့အနားမှာပဲညှို့နှံခံခြင်းနဲ့ဆန္ဒတစ်ခုရှိနေခဲ့တာပါဒီဆန္ဒပြေဝဖို့အတွက်သူမဟာနှစ်ပေါင်းများစွာပတ်စံစုဆောင်းခဲ့ပြီးအမေဖြစ်သူရဲ့ကူပေးမှာပဲကူတခြင်းကိုဝယ်ယူခဲ့ပါတယ်သူမဟာအလွန်ဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့တန်မန်နေဂျာရောက်ရှိလာပြီးသူမကိုတောင်းပန်စကားပြောပါတော့တယ်သူကဒီကူကိုဝယ်ယူဖို့အတွက်သူမရဲ့မိသားစုဝင်တွေစီကလက်မှတ်တွေလိုအပ်မယ်လို့ပြောလိုက်ပါတယ်ဒါကိုကြားပြီးနောက်မိန်းကလေးဟာစိတ်မကောင်းဖြစ်သွားပြီးလက်မှတ်တွေရဖို့အတွက်သူမရဲ့အမဖြစ်သူစီဖုန်းဆက်လိုက်ပါတယ်ဒါပေမဲ့သူမရဲ့အကိုအမနဲ့အဖေဖြစ်သူတို့ဒါကိုသိရှိသွားတဲ့အခါမှာတော့အလွန်ဒေါသထွက်သွားကြပြီးတေးချင်ရင်တခြားတနေရာမှာသွားသေးပါလို့သူမကိုပြောဆိုလိုက်ပါတော့တယ်ဒီစကားကိုကြားလိုက်ရတဲ့အခါမိန်းကလေးဟာအလွန်မင်းစိတ်နှလုံးထိခိုက်နာကျင်သွားခဲ့ရပါတယ်မိမိကိုဘယ်သူမှမချစ်ကြတော့ဘူးလို့တွေးမိသွားပြီးနောက်သူမဟာချစ်သူဖြစ်သူရဲ့ရှေ့မောက်မှာတင်မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတော့တယ်အမှန်တော့လွန်ခဲ့တဲ့10နှစ်ကမိန်းကလေးရဲ့အမဖြစ်သူငယ်စဉ်အချိန်တုန်းကမိသားစုဟာသူမကိုအလွန်ချစ်ခင်ကြပါတယ်ဒါပေမဲ့ညီမငယ်လေးမွေးဖွားလာခဲ့တဲ့အခါမှာတော့မိသားစုရဲ့ချစ်ချင်းမြတ်တာတွေကသူမအပေါ်ရောနေသွားပြီလို့အမဖြစ်သူကခံစားခဲ့ရပါတယ်ဒါကြောင့်အမဖြစ်သူဟာသူမရဲ့ညီမငယ်လေးကိုတပ်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်သူမဟာညီမငယ်လေးရဲ့လက်ဆောင်ပစ္စည်းကို gas o ပေါ်မှာတင်ထားလိုက်ပါတယ်ညီမငယ်လေးကအဲ့ဒီပစ္စည်းကိုလှမ်းယူလိုက်တဲ့အချိန်မှာပဲ gas o ကပြုတ်ကျသွားခဲ့ပြီးသူတို့ရဲ့အမေဖြစ်သူတေဆုံးသွားခဲ့ရပါတယ်ဒီဖြစ်ပျက်ကိုမိသားစုကသိရှိသွားတဲ့အခါသူတို့ဟာမိန်းကလေးကိုပဲအပြစ်တင်ခဲ့ကြပြီးသူမနဲ့ပတ်သက်သမျှအဆက်အသွယ်အားလုံးကိုဖျက်တောက်လိုက်ပါတော့တယ်ဒါပေမဲ့တကယ်လက်ရှိအမှန်တရားမှာတော့အဲ့ဒီအမှားကိုလုပ်ခဲ့တဲ့သူဟာအမဖြစ်သူပဲဖြစ်နေခဲ့တာဖြစ်ပါတယ်